မင်္ဂလာပါမိတ်ဆွေတို့ရေကျွန်တော်အခုရောက်ရှိနေတာတော့လိုင်သာမြို့နယ်အနော်ထားလမ်းမပေါ်ပါ86ကြောင်မီပွိုင်းအနီး86ဈေးလေးနေရာမှာပေါ့နော်ဒါကတော့အနော်ထားလမ်းမကြီးပါဒါကတော့86ဈေးလေးပေါ့ဒီနေ့မှာရောင်းကလေးတစ်ခွက်ထွက်လာပါတယ်မိတ်ဆွေတို့ရေနေရာတော့တအားစီပါတယ်20-60 ဂရမ်မီပေါက်ကို16,000သိန်းခေါ်ထားပါတယ်ဗျညီနိုင်လည်းရှိပါတယ်ဂရမ်နဲ့ပတ်သက်ထားကိုလည်းအကုန်လုပ်ပေးမယ်လို့ပြောထားပါတယ်ဗျရောင်းွက်ရှားတဲ့နေရာတောင်းနဲ့အယောင်မထွက်တဲ့နေရာတွေပါနော်ဆိုတော့တခြားနေရာတွေမှာတော့14,000 15,000ခေါင်းနေတဲ့အချိန်မှာလက်ရှိဒီနေရာဈေးတန်းလေးပေါ်မှာ16,000ညှိနှိုင်းတဲ့ဂရမ်မီပေါက်ရမယ်အခွင့်အရေးပါဗျကျွန်တော်မိတ်ဆွေများစီကားပါတယ်ဆိုတဲ့နေ့ကြိုက်တဲ့မိတ်ဆွေများလာရောက်လေးလာလို့ရပါတယ်လေးလာဖို့လည်းဖိတ်ခေါ်ပါတယ်ဗျနောက်ထပ်မရနိုင်တဲ့နေရာမို့အားလည်းပေးပါတယ်နော်ဈေးအောင်ဆိုင်တဲ့မိတ်ဆွေများတခြားစီးပွားရေးလုပ်ငန်းရှင်များဆိုတော့ပရမတော့16,000ကိုနားရတော့နည်းနည်းရိုင်းနေလို့ထင်တယ်ဗျဒါပေမဲ့တခြားနေရာတွေနဲ့ပြန်ရှင်ပြီးတော့စီကားတဲ့ပုံမှာမူတည်ပြီးတော့ပြန်ကြည့်လိုက်တော့လဲတင်းတဲ့ထဲမှာပါပါတယ်ညှိနှိုင်းလည်းရှိပါသေးတယ်ဆိုတော့ဒီလိုနေရာမျိုးလေးတွေပိုင်ဆိုင်ခြင်း441 439 600ကိုဆက်သွယ်လို့ရပါတယ်ဗျเนาะအချိန်မျိုးလေးလာကြည့်လို့ရပါတယ်ဖုန်းဆက်လို့ရပါတယ်မသိတာတွေလည်းမေးလို့ရပါတယ်အဲ့ဒါကျွန်တော်မိတ်ဆွေများလာရောက်ဖို့ဖိတ်ခေါ်ပါတယ်ဗျ